118ခုမြောက်သောဇာလံအပိုက်ငယ်8မှကိုနာဟောနာဂတ်တိကျမ်းအခန်းကြီး1အငယ်9ထာဝရဖျား၌ခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏ထာဝရဖျား၌ခိုလုံခြင်းသည်မင်းကိုကိုးစားခြင်းထက်သာ၍ကောင်း၏ထာဝရဖျားသည်ကောင်းတော်မူ၏လူရောက်သောအခါကယ်တိုင်းဖြစ်တော်မူ၏ခိုလုံသောသူတို့ကိုသိမှတ်တော်မူ၏ထာဝရဖျား၌ခိုလုံခြင်းသည်လူကိုကိုးစားခြင်းထက်သာ၍ကောင်း၏ထာဝရဖျား